မင်းအလောက်ပြန်ဝင်ကျင်တာများဒါတွေမလို့ဘူးလေမင်းအလောက်ကိုအလုံးနဲ့တူအောင်လုပ်ဖို့ပဲလိုတာဒါတွေကအပေါ်ရက်တွေငါလည်းဝယ်စားနိုင်တယ်သဘောပေါက်လားဟုတ်ပါအောင်ကိုရလည်းပြောမှဆိုမှရှိရင်ခွန်းလို့ဖို့တာကတော့ပြီးတောင်းမှမလို့လေမင်းကလည်းအခုကလေးစားတဲ့ဟာတွေကွာငါ့ကိုကလေးပြတ်မှတ်နေလားကဲငါမက်မိုဒီစဖြုတ်ပြီကွာငါကြည့်ပြီးစားမယ်ဂျယ်ဒီရဲ့မိုက်တယ်တော့ခါကြီးမရဲ့ဂျယ်ဒီအချိုကြီးမက်မိုဒီအရသာခါကြီးမမက်မိုဒီမိုက်လားတရားစီးမိုက်လားဟုတ်ပြီဘူးကြုံနေဟိုင်စုပ်ပြီးသားကြီးဒါလေးအသိရှိရလေငါတရသီးလေးမြည်ကြည့်မယ်ကွာတရသီးရဲ့ခါကြီးမဟုတ်ပါဘူးခါကြီးမရဲ့တရသီးဂျယ်လီအချိုကြီးစတော်ဘယ်ရီမြည်ကြည့်မယ်ကွာငါလေးနဲ့မြည်လိုက်မယ်လက်လိုက်မော်လားညောငါရင်မြည်မယ်ကြည့်မတောင်းနဲ့နော်စတော်ဘယ်ရီကတော့အကြိုက်ဆုံးပဲကဲအတီးကျယ်လီစားမယ်ကွာဟောအထက်ကဘယ်လိုလဲခတ်ကြီးမရဲ့ကျယ်လီခတ်ကြီးမရဲ့အတီးကျယ်လီ哎妈，冇strawberry，啊，这里做钱的呢，布丁做钱的，布丁做钱，ဒီအတောင်းလေးနဲ့ညာနဲ့တူတူပဲဒါကပါကင်ဂျင်းနောက်တစ်မျိုးအထက်တွေလိုမျိုးဒါနဲ့လည်းတူတူပဲစိမ့်ရောပါရတာရတယ်နဲ့ကွဲလာရောခင်းပါရခင်းရဟိုဒါလည်းအဲ့ဂျယ်လီအတီးဂျယ်လီပဲဟာလာ certificate ရပြီးသားတမ်းများကြီးရတာခါချာမီဂျယ်လီခါကြီးမားပါခါကြီးမာလို့ငါပြောမားနေလို့ခါချာမီတဲ့ခါကြီးမာအဆုံရှိတယ်ရတာဂျယ်လီလည်းအဆုံရှိတယ်ရတဲ့အရသာအဆုံရှိတယ်စုံမဲကွာအတီးအဆင့်25ရာခိုင်နှုန်းပါဝင်တဲ့ခါကြီးမာဂျယ်လီချိုချင်နေကိုစတိုးဆိုင်နိုင်ဒီဘက်မှာရနိုင်ပြီးတော့လက်ကားရောမင်္ဂလာဈေးမှာရပါတယ်အရသာမျိုးစုံအမျိုးအစားမျိုးစုံရနိုင်ပါတယ်စားလို့ကောင်းလို့စားပါခါကြားမီဟုတ်ပါဘူးခါကြီးမာ